င်တူကြကြော်လေးလှုပ်ရှားဖြစ်ပါတယ်လှုပ်ရှားပြီးတာတော့ကြားသွားခဲ့ပါပြီဒီနေ့မှအက်ဒလီလုပ်ပြီးတင်ပြီးတော့ပါချက်သားကိုတေချာရေးစီးပြီးတော့စားစနုံရှုံမုံနဲ့တေချာနေပါတယ်အသားတွေကိုစိတ်ဝင်သွားအောင်လို့တေချာနေပေးပါတယ်ငပြပြတဲ့အခါမှာဆိုလို့ရှိရင်တော့ရင်နွေးနဲ့ပေါ့နော်ပြုတ်ပါတယ်ချက်သားကိုအဲ့ဒီပြုတ်ပြီးတဲ့အခါမှာတော့ခဏဆဲထားပါတယ်ခဏဆဲထားပြီးတော့စီထဲပါတယ်ချက်သားကြော်ဖို့အတွက်ချက်သားကိုကြော်လိုက်ပါတယ်ရသွားတဲ့အထိအောင်ချက်သားကြော်ပြီးတဲ့အခါမှာတော့ချက်သားကိုခဏဆဲထားပါတယ်ဆဲပြီးတော့ဆောနာစီပူတဲ့ဝင်ချက်သွင်းပြီးထပ်ထည့်ပြီးကြော်ပါတယ်ခဲသွားမွေးလာတဲ့ဒီအောင်လို့နည်းနည်းကြော်လိုက်ပါတယ်ကြော်ပြီးတဲ့အခါမှာတော့ဆဲပြီးတော့ရုပ်စုံတွေကိုထည့်ပါတယ်ပြီးခါမှာတော့စားစနုံစားရှုံမုံထည့်ပါတယ်ထည့်ပြီးတော့ထောင်းလိုက်ပါတယ်တက်တာပေါ်မှာပြီးတော့ဆလာထောင်းလာတဲ့ကျတုံးနဲ့ဒီမျိုးကိုထည့်လိုက်ပါတယ်အဲ့ဒါရှိအင်ဒိုချေချောလေးဆောက်လို့ရပါပြီစားပါဦး